အရာဝတ္ထုတွေကတွင်းရင်ရွေမယ်မတွင်းရင်မြေဘူးဒီစကားဟာနျူတန်ရဲ့နာမည်ကြီး Three Laws of Motion တွေကပထမစာကြောင်းမှာမဟုတ်ပါဘူးကျွန်တော်မနှောက်ရပါဘူးကျွန်တော်ကတော့ဆရာဖုံးပါစာရေးစနျူတန်ကိုခေါင်းပေါ်ပန်းတီးကြွေချတာကနေကမ္ဘာမြေဆွဲအား theory ကိုထုတ်ခဲ့တဲ့ယူပဗေဒဉာဏ်ကြီးရှင်ကြီးအနေနဲ့သိထားကြမှာပါဒါပေမဲ့ကျွန်တော်တို့သူအကြောင်းကိုစတင်ရတာကကမ္ဘာမြေဆွဲအား theory ထက်ရွေးရှားမှုဆိုင်ရာဥပဒေသား၃ချက်အနေနဲ့စတင်ရတာပါပထမဥပဒေသားကိုကြည့်ရအောင်ပါပထမဥပဒေသားကပြောတာကပြင်ပအားမတက်ရောက်သေးတဲ့များကလည်းပတ်လုံးရက်တန်နေတဲ့အရာဝတ္ထုတွေကရက်တန်မြေရက်တန်နေမှာဖြစ်ပြီးရွေးရှားမဲ့အရာဝတ္ထုတွေကတော့ရွေးရှားမဲ့အလင်းနဲ့ဆက်လက်ရွေးရှားနေမှာပဲဖြစ်တယ်လို့ဆိုပါတယ်ဒီစာကြောင်းကိုအသေးစိတ်ခွဲကြည့်ခြင်းရင်ရက်တန်မြေရွေးရှားမဲ့ဆိုတာဘာမှန်းသိဖို့လိုပါမယ်တင့်ကိုတင်အာဃာတလည်းမျိုးနေမယ်လို့စိတ်ကူးရင်ကြည့်ပါဘေးနားမှာကတော့မဲမောင်နေတဲ့အာဃာတကြီးကလွင်တခြားဘာမှမရှိပါဘူးဒီလိုအခြေအနေမှာတင်ကရက်နေမှာလားရွှေနေမှာလားယူပဗေဒပညာရှင်တွေကတော့ဒါကကြည့်ရှုသူပေါ်မူတည်တယ်လို့ဆိုပါတယ်ဆိုလိုတာကအသင်ကိုယ်တိုင်ရှုထောင့်နဲ့ဆိုင်တယ်လို့ဆိုလိုတာပါဥပမာအနေနဲ့အသင်ကဒီဗီဒီယိုကိုထိုင်ပြီးကြည့်နေမယ်ဒါပေမဲ့အသင်ကတကယ်တနေရာထဲမှာရက်တက်နေတာလားမဟုတ်ပါဘူးသင်ကကဘာကြီးထဲမှာနေတာနဲ့ညီကဘာကနေကိုလှည့်ပတ်နေတဲ့ခီးစင်မှာလိုက်ပတ်နေရတာပါဒါကြောင့်ရွေးရှားမှုကရှုထောင့်နဲ့ဆိုင်တယ်လို့ပြောတာပါပထမဥပဒေသားကိုပြန်သွားရအောင်ပါပထမဥပဒေသားရဆိုခုနကလိုရွေးရှားမဲ့အရာတွေကရွေးရှားနေတဲ့အလင်းကပြင်ပအားမသက်ရောက်သေးတဲ့မြာကာလပတ်လုံးပြောင်းလဲမှာမဟုတ်ဘူးလို့ဆိုပါတယ်နောက်တစ်ခုအနေနဲ့ပြောင်းလဲရင်တော့အချိန်ယူရတယ်လို့ပြောပါတယ်ဒါကြောင့်မလို့သင်ဟာ YBS နေချိန်မှာကားဆရာကရုတ်တရက် brain နင်းလိုက်ရင်သင်ကရှေ့ကိုရိမ့်သွားတာပါသင်က YBS နဲ့အတူရှေ့ကိုရွေးနေတာကနေရုတ်တရက်ရက်တက်မှုအချိန်ယူရလို့ပါဒါဆိုပထမဥပဒေသားကပြောတဲ့ပြင်ပအားဆိုတာကိုဘယ်လိုယူရမလဲဒါကတော့ဒုတိယဥပဒေသားကိုဆက်သွားရပါမယ်ဒုတိယဥပဒေသားကတော့သင်္ချာ formula ကိုထားရိုက်ပေးပါတယ် F = ma ဆိုပြီးပါဒီမှာ F ဆိုတာပြင်ပသက်ရောက်အားပါဒီ formula ကဆိုလိုတာကအရာဝတ္ထုတစ်ခုအပေါ်သက်ရောက်တဲ့ပြင်ပအားကိုလိုချင်ရင်အဲ့အရာဝတ္ထုရဲ့ direction ပြောရင်အလေးချိန်နဲ့အဲ့အရာဝတ္ထုရဲ့အလင်းပြောင်းသွားတဲ့နှုန်းနဲ့မျှဝေမယ်လို့ဆိုလိုပါတယ်နောက်ဆုံးဖြစ်တဲ့တတိယဥပဒေသားကပြောတာကတော့အားတွေကသက်ရောက်ရင်အမြဲဆုံးနဲ့သက်ရောက်တယ်လို့ဆိုပါတယ်ဒီအဆုံးကိုတော့သက်ရောက်အားနဲ့တန်ပြန်သက်ရောက်အားဆိုပြီးခေါ်ပါတယ်တက်ရောက်အားနဲ့တန်ပြန်တက်ရောက်အားဆိုရင်အားပမာဏတူပြီးတော့မှတက်ရောက်တဲ့ဥတီဘက်မတူကြပါဘူးဥပမာပြောရရင်ဘောလုံးကန်တာကိုစဉ်းစားကြည့်ပါမယ်ဘောလုံးကန်နေဆိုတာဘောလုံးပေါ်မှာခြေထောက်ကတက်ရောက်အားတစ်ခုတက်ရောက်လိုက်တာပါတတိယဥပဒေသားရဆိုရင်ဒီလိုခြေထောက်ကဘောလုံးပေါ်တက်ရောက်အားအပြင်ဘောလုံးကနေခြေထောက်ကိုပြန်တက်ရောက်တဲ့တန်ပြန်တက်ရောက်အားရှိရလို့ဆိုပါတယ်ဒီတက်ရောက်အားတန်ပြန်တက်ရောက်အားအစုံတွေကိုသုံးပြီးအာကာသယာဉ်ပြန်နိုင်ခြင်းလို့အသုံးချခြင်းများစွာပြုလုပ်နိုင်ပါတယ်ဒါဆိုဒါနဲ့ပဲဆုံးသက်ပါရစေ Stay curious, stay safe